ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ရဲ့အကြမ်းဖက်လေတပ်စစ်ရာဇဝတ်ကောင်ကိုပါဆယ်ဘုံနဲ့ဖောက်ခွဲတိုက်ခတ်တဲ့အပေါ်မှာသုံးသပ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်မင်္ဂလာပါမြန်မာ News 24 Channel မှာကြိုဆိုပါရစေပြည်တွင်းမှာနေ့စဉ်ဖြစ်ပေါ်နေတဲ့မြေပြင်သတင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ Channel တစ်ခုဖြစ်ပါတယ်ဒီနေ့မှာဘာတွေဖြစ်ပွားခဲ့သလဲဘလို့ထူးခြားသတင်းတွေရှိနေသလဲဆိုတာကိုအတူနားဆင်သွားကြပါဒီစစ်ရာဇဝတ်ကောင်ပေါ့နော်လေတပ်ပေါ့ဗျာကျွန်တော်တို့အကြမ်းဖက်လေတပ်ပေါ့လေခွေးပေါ့ဗျာရေခွေးပေါ့ဗျာကုန်းခွေးပေါ့ဗျာအခုကတော့လေခွေးတွေကတော်တော်တောင်းညမ်းနေတယ်ဗျာနဲ့အဲ့ဒါကိုကျွန်တော်တို့ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ရဲ့လက်ဆင်ပေါ့ဗျာနော်လက်ဆင်ပေးတာပေါ့ဗျာဆိုတော့အဲ့လိုတင်တန်းစာတွေမပေးလို့မရဘူးဗျာသူကလေထဲမှာထင်ရဆိုင်နေတဲ့ပုံစံမျိုးတွေလောက်လာတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မြို့ပြပျောက်ကြားတွေကအရှိန်အဟုန်နဲ့ပေါ့ဗျာနော်အခုလိုမျိုးအကြမ်းဖက်လေတပ်တာဝန်ရှိတဲ့ပုံကူတွေပေါ့ဗျာဒီစစ်ရာဇဝတ်ကောင်တွေအပေါ်မှာဒီအခုလိုမျိုးဒီပါဆယ်ဘုံနဲ့ဖောက်ခွဲတိုက်ခိုက်တဲ့ကိစ္စတွေကကြဲကြဲပြန့်ပြန့်ကျွန်တော်တို့ဖြစ်ဖို့လိုတယ်ဗျအဲ့လိုမဟုတ်ဘူးဆိုရင်သူတို့ကပြည်သူလူထုအပေါ်မှာဗျာလေတပ်အားကိုးနဲ့ကိုထင်ရဆိုင်နေတာဗျာထင်ရဆိုင်နေတာဒီဘက်မှာလည်းဒီ jet fighter တွေကိုပစ်ချနိုင်လောက်တဲ့ဒီလက်နက်ကလည်းအစင်းစင်းမဖြစ်တဲ့ခါကျတော့အဲ့ဒီပုံမှာသူတို့ကအနိုင်ကျင့်ဘူကြနေတာပေါ့ဗျာဒါပေမဲ့ကျွန်တော်ဗာလေးတစ်ခုတော့ထည့်ပြီးတော့ပြောခြင်းလဲဆိုတော့နျူတန်ရဲ့နေရာမှာပေါ့ဗျာနော်နျူတန်ရဲ့နေရာမှာအတိုင်းပဲပေါ့ဗျာတက်ရောက်မှုတိုင်းမှာတော့ကျွန်တော်ဓာတ်များတက်ရောက်မှုရှိတယ်ဆိုတော့ယူပဗေဒ theory အရဆိုရင်တော့ဒါကျွန်တော်တို့ဝက်လေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါတော့ကျွန်တော်တို့ကကြိုဆိုတယ်ဗျဘာကြောင့်လဲဆိုတော့အဲ့လိုမျိုး mission တွေပေါ့ဗျာအဲ့လိုမျိုးလုပ်ငန်းစဉ်တွေမရှိဘူးဆိုရင်ဒီအချမ်းဖက်လေတပ်ပေါ့ဗျာဒီစစ်ရာဇဝတ်ကောင်တွေကရန်ကုန်မြို့အနှံ့မှာသူတို့ကနေနေတာလေဆိုတော့သူတို့ကဒီရထားတဲ့ဒီဟိုတဲ့ပေါ့ဗျာအဂရိလိုက်စားရတဲ့ပတ်စံနေနေပေါ့ဗျာကျွန်တော်တို့ဒီမြို့ကြီးပြကြီးမြို့ကြီးပြကြီးတွေမှာအိမ်တွေဝယ်ပြီးတော့ကားတွေဝယ်ပြီးတော့သူတို့ကနေနေတာပေါ့နော်အဲ့ဒီပုံမှာတော့အခုလိုမျိုးသတင်းစကားပါလိုက်တဲ့အခါကျတော့သင်္ကန်းသာစပေးပြီဆိုတဲ့အခါကျတော့ရန်ကုန်မြို့ပြပျောက်ကြားတော်အရေးကြီးပါတယ်နော်နောက်တစ်ခုကတော့လူလူတိုက်ပွဲဖော်ဆောင်မှုအတွက်ကိုတပိတ်အဖွဲ့တွေကလည်းတော်အရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့မျိုးဦးတော်လိုင်းရင်းနဲ့ပတ်သက်လို့ဟာလက်နက်ကင်တိုက်ပွဲရောလူလူတိုက်ပွဲရောကျွန်တော်တို့မြို့ကြီးပြကြီးမှာရှိနေတဲ့မြို့ပြပျောက်ကြီးမြို့ပြပျောက်ကြားတွေရဲ့ရှင်းပြောလက်တံပြောင်နဲ့ပေါ့ဗျာလောက်ဆောင်ထပ်နေဖို့လဲအလွန်တရာမှအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့လေပေါ်ကနေပြီးတော့ထတိုင်းကျဲနေတဲ့သူတွေအခုကတော့စပြီးတော့ဝစ်လဲတာပေါ့နော်အဲ့ဒီလေခွေးပဲဖြစ်ဖြစ်ရေခွေးပဲဖြစ်ဖြစ်ကုန်းခွေးပဲဖြစ်ဖြစ်နိုင်ငံတကာစစ်ရာဇဝတ်ကောင်မရောက်နိုင်တဲ့သူဥဆောင်တဲ့အစွန်းရောက်အကြမ်းဖက်ဖက်စစ်စစ်အုပ်စုဟာတစ်သလုံးပေါ့ဗျာအကြောက်တရားနဲ့နေစီဖို့နောက်တစ်ခုကတစ်သလုံးအကြောက်တရားနဲ့ကျွန်တော်တို့နေခိုင်းဖို့တော့လိုတယ်ဗျဘာကြောင့်လဲဆိုတော့နှစ်ပေါင်းမြောက်များစွာစစ်အာဏာရှင်နေဝင်းလက်ထက်မှာဒီအခုနိုင်ငံတကာစစ်ရာဇဝတ်ကောင်မရောက်နိုင်အထိကပြည်သူလူထုပေါ်မှာသူကအကြောက်တရားနဲ့ပေါ့ဗျာဒီကြားထဲသူတို့စစ်အာဏာတည်တံ့ခိုင်မြဲရေးအတွက်သူတို့ရဲ့ institution ပေါ့ဗျာနော်ခိုင်မာဖို့အတွက်တည်တံ့ဖို့အတွက်ကသူတို့မှာ principle 3ခုပေါ့ဗျာအဓိကတော့အခြေခံအုတ်မြစ်ကိုပြောတာပေါ့နော်အခြေခံအုတ်မြစ်3ခုပေါ့နံပါတ်1ကတော့မူတာဝါဒပေါ့နံပါတ်2ကတော့အကြောက်တရားပေါ့နံပါတ်3ကတော့ကျွန်တော်တို့အခွင့်အလမ်းပေါ့ဒီအခြေခံအုတ်မြစ်3ခုနဲ့သူတို့ကတိဆောက်တာဗျာဒါပေမဲ့2021အာဏာလူအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ကျွန်တော်တို့ပြည်သူလူထုရဲ့ငုံမခံဘူးငါတို့ကတော့တုံ့ပြန်မယ်ဆိုတဲ့အတွေးခေါ်အယူဆပေါ့နော်နိုင်ငံရေးရေချိန်မြင့်လာတဲ့အခါကျတော့အခုကဒီရန်ရာကြီးပေါ့နော်ဒီအဆောက်အုံကြီးဟာတော်တော်လေးကိုလှုပ်ရှားလာတာကိုကျွန်တော်သတိထားမိတယ်အဲ့ဒါတော့ပြည်သူကြောင့်ပဲဖြစ်တယ်ဗျနော်ပြည်သူလူထုရဲ့အင်းနဲ့အားနဲ့ဒုနဲ့ဒဲနဲ့အောက်ချုပ်ခွင့်မရစေရဘူးဆိုတဲ့တန်လိုက်တန်နဲ့အခုကတော့ပြတ်သားသားလူလူခုခံတော်လှန်ရေးဒီအရှိန်ဝန်းကမြင့်လာတဲ့အခါကျတော့ဒါသူတို့နေဖို့ထိုင်ဖို့လဲတောဖို့လာဖို့လဲသူတို့ခက်နေတယ်ကိုတော့သိတဲ့အတိုင်းပဲဗျာယူနီဖောင်းတကားကားနဲ့ဗျာအခုဆိုယူနီဖောင်းတကားကားနဲ့သူတို့မထွက်ရတော့ဘူးဗျ
နော်မဲအွန်လိုင်းဆိုရင်မိုးပေါ်ကြည့်ပြီးသွားတာလေဘာကြောင့်လဲဆိုတော့ဘယ်ချိန် drone ကလာမလဲဆိုတာပြောလို့မရဘူးလေဆိုတော့ကောင်းပြီကျွန်တော်ဆက်ပြီးတော့ကျွန်တော်ပြောပါမယ်ဘာကြောင့်လဲဆိုတော့အခုလိုမျိုးပေါ့ဗျာနော်ရန်ကုန်မှာရှိတဲ့ကျွန်တော်တို့အချမ်းဖက်လေတက်ဦးစီးအရာရှိအိမ်ပေါ့ဗျာနော်ဆိုတော့အဲ့ဒီအိမ်ကိုပါဆယ်ဘုံနဲ့ဖောက်ခွဲတိုက်ခိုက်ခံရတဲ့သတင်းပေါ့ဗျာနော်အဲ့ဒီသတင်းကိုကျွန်တော်တို့ဒီဩဂတ်လ22ရက်နေ့ပေါ့နော်2026ပေါ့နော်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့နရိန္ဒရာပေါ့နော်အဲ့ဒီသတင်းပေါ်ပြချက်အရာကျွန်တော်သိရတယ်ပေါ့နော်ဒါလည်းတကယ်ကျတော့အားလုံးမျှော်လင့်နေတာပါအဲ့လိုမလုပ်ဘူးဆိုရင်ပိုတော့ပိုတိုးပြီးတော့ပြည်သူလူထုအပေါ်မှာနော်ငပလီမှာဘုံကျဲလိုက်မြောင်မှာဘုံကျဲလိုက်ဘုံကြီးเจ้าကိုဘုံကျဲလိုက်အပြစ်မဲ့ပြည်သူလူထုအပေါ်မှာဘုံကျဲလိုက်အရက်ဖက်တွေကိုပြစ်မှတ်ထားပြီးဘုံကျဲလိုက်ဆိုတော့ဗျာအဲ့ဒါတွေကတိတ်များသွားပြီဗျအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ရန်ကုန်မှာရှိတဲ့အချမ်းဖက်လေတက်ဦးစီးအရာရှိပေါ့နော်သူကတော့ဘုံမှုအဆင့်ရှိတယ်ဗျဒီရာဇဝတ်ကောင်ပေါ့နော်နာမည်ကသူကစိုးသူရဝင်အိမ်ပေါ့ညနေ6နာရီမှာပါဆယ်ဘုံနဲ့ပေါ့ဗျာနော်ဖောက်ခွဲတိုက်ခိုက်ခံရတယ်ဆိုပြီးတော့ရန်ကုန်မြို့ပြပျောက်ကြားဒီအဖွဲ့ကနေပြီးတော့မီဒီယာတွေကိုပြောကြားတယ်လို့ကျွန်တော်သိရတယ်ပေါ့နော်အဲ့ဒါနောက်တစ်ခုကရန်ကုန်မြို့ပြဒီပျောက်ကြားတွေအခန်းကဏ္ဍတိတ်အရေးကြီးတယ်ဗျအဲ့ဒီအဖွဲ့တွေခက်စိတ်ပေါ့ဗျာဒီဖက်စစ်စစ်အုပ်စုပေါ့ဗျာအချမ်းဖက်ဒီလေတက်အပါဝင်ပေါ့နော်အချမ်းဖက်ဖက်စစ်စစ်အုပ်စုအပေါ်မှာရန်ကုန်မန္တလေးပေါ့ဗျာစတဲ့ဖြစ်ပေါ့နော်မြို့ကြီးပြကြီးတွေမှာသူတို့ကလည်းမြို့ကြီးပြကြီးတွေမှာနေတာလေပတ်စံလည်းအရန်ချမ်းသာတွေကားအကောင်းစားတွေနဲ့ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရန်ကုန်မြို့ပြဒါပျောက်ကြားအဖွဲ့တွေရဲ့အခန်းကဏ္ဍကအလုံးတရာမှအရေးကြီးတယ်ဗျအဲ့ဒါကကျွန်တော်တို့မျိုးတော်လှန်ရေးအရွေ့အတွက်တွန်းအားလည်းဖြစ်တယ်အထောက်အကူလည်းပြုတယ်လို့တော့ကျွန်တော်သတင်းစကားပါခြင်းတယ်အဲ့ဒီညနေ6နာရီမှာဒီခုနအချမ်းဖက်လေတက်ပေါ့နော်စစ်ရဆွေးကောင်ဒီစိုးသူအဝင်အိမ်ကိုပါဆယ်ဘုံနဲ့ဒါဖောက်ခွဲတိုက်ခတ်ပလိုက်တာပေါ့နော်ဆိုတော့ကျွန်တော်ဗာလေးတခုပြောချင်လဲဆိုတော့ဒီစိုးသူအဝင်ပေါ့နော်ဒီစိုးသူအဝင်ကစစ်ရဆွေးကောင်စိုးသူအဝင်ဟာကျွန်တော်မိထ္ထလာလေတက်ကစစ်ဦးစီးအရာရှိဗျနော်စစ်ဦးစီးအရာရှိဖော်လံဖားပြီးတော့ပေါ့ဗျာပြည်သူလူထုအသက်ပေါင်းမြောက်များစွာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တာတနိကအစအုံနေအရက်ဖက်တွေကိုပြစ်မှတ်ထားပြီးတော့စာတင်ကျောင်းတွေဆေးရုံတွေဆေးပေးကမ်းတွေရုပ်ဆွအစုံအတုပအခမ်းအနားတွေနောက်တစ်ခုကမင်္ဂလာဆောင်အခမ်းအနားတွေအလှူတွေအဲ့ဒီမှာထင်တိုင်းကျဲနေတဲ့ဒီလေခွေးတွေကိုပြက်သားသားနော်အခုလိုမျိုးဖိအားတွေပေးလာတဲ့အခါကျတော့စစ်ရေးနေပေါ့နော်ဆိုတော့ तू ကလည်းရှင်းပြောရင်ဘလောက်တောင်မှလူသက်ပေါင်းမြောက်များစွာပြည်သူလူထုအသက်ပေါင်းမြောက်များစွာကိုဒီကျွန်တော်တို့လေနဲ့ဘလောက်တော့မှဘုံကျက်တက်ခိုက်တာလဲတော့မပြောတတ်ဘူးပေါ့နော်သူ့အဆင့်ကဘုံမှု level ရှိတယ်ဦးစီးအရာရှိအဆင့်ဖြစ်တယ်သူနေတဲ့အိမ်ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်ပေါ့ဗျာ109လမ်းပေါ့နော်အိမ်မ9ပေါ့နော်အဲ့ဒီစစ်ရာဇဝတ်ကောင်ပေါ့နော်ဒီစိုးသူအဝင်းနဲ့ဇနီးမမိုးဦးပေါ့နော်သူတို့ပိုင်ဆိုင်နဲ့နေရင်ဖြစ်တယ်လို့တော့မီဒီယာမှာဖော်ပြပါရှိတာကိုတော့ကျွန်တော်တွေ့မြင်ရတယ်ပေါ့နော်နောက်တစ်ခုကတော့အချမ်းဖက်လေတက်ကစစ်ရာဇဝတ်ကောင်ရဲ့နေရင်ဟာပါဆယ်ဘုံနဲ့တိုက်ခိုက်ခံရတဲ့အတွက်ကြောင့်မလို့သူပိုင်တဲ့ကားပေါ့ဗျာနော်သူပိုင်တဲ့ကားနော်3Qပေါ့နော်8639နော်နောက်တစ်ခုကတော့အဲ့ဒီနေမှာအဲ့ဒီကားနဲ့အဲ့ဒီနေတို့မှာဘုံစာတွေပေါ့နော်ဘုံစာတွေထိမှန်ပျက်စီးခဲ့တယ်လို့တော့ကျွန်တော်တို့သိရတယ်အဲ့ဒီမီဒီယာထဲမှာလည်းဖော်ပြတယ်ဒါပေမဲ့နော်ဒီနှစ်ယောက်ပေါ့နော်စိတ်ရာဇဝတ်ကောင်နဲ့သူ့ရဲ့မယားပေါ့နော်ဆိုတော့လူထိခိုက်ဒဏ်ရာရမှုနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့လောလောဆယ်ဒီရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ကတော့မကြေညာသေးဘူးနော်မကြေညာသေးဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အကြမ်းဖက်လေတက်ကနော်စိတ်ရာဇဝတ်ကောင်ရဲ့နေအိမ်နဲ့ကားပေါ့နော်အဲ့ဒါတော့ဘုံကလည်းတော်တော်ပြင်းထန်တဲ့အခါကျတော့ထိခိုက်ပျက်စီးတယ်လို့တော့ကျွန်တော်တို့သိရတယ်နောက်တစ်ခါတော့လူတိုက်ခိုက်မှုအခြေအနေကိုတော့နော်လူထိခိုက်မှုဒီအခြေအနေတွေကိုဒီရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ကနေပြီးတော့ဆက်လက်ထုတ်ပြန်ပေးမယ်ဆိုပြီးတော့သူတို့ရဲ့ mission လှုပ်ဆောင်ခဲ့တဲ့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ကနေပြီးအတိပေးပြောကြားလာတာကိုကျွန်တော်မီဒီယာနေသိရတယ်နောက်တစ်ခုကတိုက်ခိုက်ခံရတဲ့အိမ်ပေါ့နော်သူကနှစ်ထပ်
အိမ်လို့ကျွန်တော်တို့သိရတယ်ဘုံကတော့တော်တော်ပြင်းထန်တဲ့အတွက်တဲ့ကောင်းအိမ်မှာတော်တော်ထိခိုက်သွားတယ်ဆိုပြီးတော့မီဒီယာမှာဖော်ပြပါရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဘာလေးတခုပြောချင်လဲဆိုတော့ဘာကြောင့်ဒီလိုမျိုးတွေလှုပ်ရတာလဲပေါ့ဗျာဘာရေချက်နဲ့လှုပ်တာလဲပေါ့နော်ရန်ကုန်မြို့ပျောက်ကြားတွေအနေနဲ့ပေါ့နော်ဒီဖက်စစ်တပ်ကနော်ခုန22ရက်နေ့မှာလှုပ်တာနော်ဒီဖက်စစ်တပ်ကဒီနေ့မှာပဲတဲ့ပြောပြီးရန်ကုန်မြို့ပျောက်ကြားရဲဘော်တူကပြောတာနော်ဒီနေ့ကစစ်တပ်ကတဲ့ဒီနေ့ပဲငပလီရွာတွေကိုဘုံကျဲတယ်ယာနဲ့ချီတဲ့ဘုံတွေကျဲတာနော်ဘလောက်မယိုင်းလဲဘလောက်ရက်ဆက်ကြမ်းကြုတ်တယ်လဲဆိုရင်ဘုံတွေကျဲတယ်ဗျာတဲ့မနေ့ကလည်းမြောင်ပြော့ဗျာဘုံကြီးเจ้าဗျာနော်ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်အထိပ်ပေါ့ဗျာနော်တဲ့ဥပုပ်တီလာဝါရင်းပေါ့ဗျာအဲ့ဒီဥပုပ်နေမှာမှဒီဘုံကြီးเจ้าကိုဘုံကျဲတယ်ပေါ့ဗျာနောက်တစ်ခါအစုလိုက်ပြုံလိုက်ဒါတည်သွားတာကတရားစခန်းဝင်နေတဲ့အသက်ကြီးရွယ်ဦးတွေတဲ့နော်ဒဏ်ရာသူတွေအားလုံးဒီဘက်ကလည်းတက်ကြီးရွယ်ဦးတွေတဲ့ဒီကောင်တွေလေထဲကနေလှုပ်ချင်တယ်လို့လှုပ်ပြီးတော့ထင်တိုင်းကျဲနေတယ်ပေါ့ဗျာနော်ပြည်သူတွေကိုနေ့စဉ်နဲ့အမျှတပ်ဖြတ်နေတာဟုတ်တဲ့ရတဲ့နီးနဲ့တုံ့ပြန်မှုတော့လုံမဲဆိုပြီးတော့ဒီရန်ကုန်မြို့ပျောက်ကြားအဖွဲ့ဝင်ရဲဘော်တူကဖြစ်တယ်ဒါကြောင့်လဲကျွန်တော်တို့ကဒီအလုပ်ကိုတဲ့လုံနေရတယ်လို့တိုက်ခိုက်မှုကိုဖော်ဆောင်ခဲ့တဲ့မြို့ပျောက်ကြားရဲဘော်တူကသူကသတင်းမီဒီယာထဲမှာသူကဖော်ပြပါရှိတယ်ပေါ့နော်အဲ့ဒီမှာဒီရာဇဝတ်ကောင်စိုးဝင်းသူပေါ့နော်ရာဇဝတ်ကောင်စိုးတူရာဝင်းကကိုပိုင်အမှတ်ပေါ့နော်လေပေါ့နော်လေကိုပိုင်အမှတ်က3-3ပေါ့နော်လေခွေးပေါ့နော်3-3သူကစစ်ဦးစီးအရာရှိအဆင့်ကတော့ဘုံမှုဆင့်ပဲနော်စိုးတူရာဝင်းကစစ်ဦးစီးအရာရှိဒုတိယတန်းအဲ့ဒါကိုဘယ်လိုသုံးလဲဆိုတော့သူတို့ဒီဖက်စစ်တပ်ထဲမှာ GSO 2လို့သူကသုံးတယ်ဗျနော်ဆိုတော့အဲ့ဒီတာဝန်နေတဲ့မိထ္ထီလာလေတဲ့စခန်းဌာနချုပ်မှာတဲ့သူကစစ်ဗျူဟာစီမံခန့်ခွဲမှုနဲ့အမိတ်ပေးညွှန်ကြားမှုတွေကိုလက်တွေ့အကောင့်တွေဖော်ရသူတွေတဲ့ကတဦးဖြစ်တယ်တဲ့အချက်လက်တွေရတယ်ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ကနေပြီးတော့ဒီလိုအချက်လက်တွေကိုအခြေပြုပြီးမှစနစ်တကျနဲ့ပိုင်ပြီးဆိုမှလုပ်တယ်ဆိုတဲ့ဒါပုံစံမျိုးပေါ့နော်နောက်တစ်ခုကဒီလေရက်ကတဲ့ဒီစစ်သားတွေရဲ့အိမ်တွေပေါ့နော်ဒီလေရက်ကစစ်သားတွေရဲ့အိမ်တွေမိမိတို့ပေါဝင်တော့ပြည်သူကို information တောင်းခံနေတာပေါ့ဗျာနော်ဒီမြို့ပြပျောက်ကြားတပ်ဖွဲ့ရနေပြီးတော့ဒီလေရက်ကစစ်သားတွေရဲ့အိမ်တွေတဲ့မိမိတို့ပေါဝင်ခြင်းမှာပေါ့ဗျာနော်ပြည်သူလူထုရဲ့ပေါဝင်ခြင်းမှာရှိမယ်ဆိုရင်ပြည်သူတွေအနေနဲ့တဲ့တိုးတိတ်စွာပေါ့ဗျာတိုးတိတ်တရနဲ့သတင်းပေးဖို့လေဒီမြို့ပြရဲဘော်ကတိုက်တွန်းနှိုးဆော်ထားတယ်ပေါ့နော်အဲ့ဒါမှသာလေပြည်သူလူထုကိုသူကကြောက်အောင်လို့သူကဖိနေတာဗျတကယ်တော့သူတို့ကကြောက်ပြီးလုပ်နေတာမင်းအောင်လဲကိုနိုင်ကသူ့အရေးကိုတောင်သူကြောက်နေတာသူတို့ကလုံရဲတာပဲရှိတာလေနော်ခိုင်ရဲတဲ့တက်တီမှာမရှိတာဗျာတရားဘောကြောင့်လို့ဒီလုပ်တဲ့ကိစ္စတွေပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီသူတိတ်ရန်တဲ့သတင်းပေးဖို့ဆိုပြီးတော့နှိုးဆော်ရတယ်နောက်တော့ရန်ကုန်မှာကတကယ်ကြတော့ရန်ကုန်ဘုံကျဲဦးပေါ့ဗျာအခြေအနေနဲ့အချိန်ခါရနော်ရန်ကုန်မှာကတဲ့ပြည်သူတွေရားတဲ့ရန်ကုန်ကပြည်သူတွေရားတဲ့ဘုံကျဲမခံရပေမဲ့တဲ့ရန်ကုန်မှာရှိနေတဲ့ဒီလေတက်စစ်သားတွေပေါ့ဗျာနော်ရာဇဝတ်ကောင်တွေပေါ့ဗျာစစ်ရာဇဝတ်ကောင်လေတက်တပ်သားတွေပေါ့နော်အဲ့ဒါကတဲ့အညာမှာပြည်သူတွေကိုနေတိုင်းနော်ဘုံကျဲခံနေရတယ်တဲ့အညာပြည်သူတွေကတော့နေတိုင်းဘုံကျဲခံနေရတယ်ရန်ကုန်မှာရှိနေတဲ့ပြည်သူတွေကနော်ဘုံကျဲမခံရပေမဲ့အဲ့ဒီရန်ကုန်မှာဒီကောင်တွေကအိမ်ဝယ်ကားဝယ်ပြီးတော့စိတ်နဲ့နေနေတာအဲ့ဒီအတွက်ကြောင့်မလို့တဲ့ရခိုင်မှာလည်းနေတိုင်းဘုံကျဲခံနေရတယ်တဲ့အညာမှာလည်းအညာပြည်သူတွေနေတိုင်းဘုံကျဲခံနေရတယ်တဲ့ဒါတွေကိုရတဲ့နီးနဲ့ရနီးလန်းနဲ့ပြန်တိုက်ကြမှာဖြစ်တယ်တဲ့အဲ့ဒီအတွက်ကြောင့်မလို့ခက်ခဲနေတဲ့ပြည်သူတွေကိုတဲ့စစ်မှုထမ်းကြီးတောင်းပြီးတော့ဘိုက်ဝနေတဲ့ကောင်တွေတဲ့တကယ်လဲအဲ့ဒီပဆပေါ့နော်ဒီပြည်သူစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးတော့သူတို့ကဈေးကွက်ကြီးတစ်ခုဖန်တီးလိုက်တယ်ဗျနော်လူကုန်ကူးတာတွေလူမောင်ခိုးတွေနော်တွေ့ကြရနေရာမှာအိမ်ထဲမှာလဲဝင်ဖမ်းနောက်တော့အစင်းဆင်းမဲ့ဆိုပြီးတော့ဝင်ဖမ်းလမ်းမှာလဲဝင်ဖမ်းတွေ့ကြရနေရာမှာကျွန်တော်တို့ဒီလူငယ်တွေကိုဖမ်းနေတာဗျနော်ပြည်သူတွေကိုဖမ်းနေတာဗျဆိုတော့အဲ့လိုမျိုးစစ်မှုထမ်းကြီးတောင်းပြီးတော့တိန်းကိုဗျာ90 150ပေါ့ဗျာချမ်းသာတဲ့လူတွေကိုသူတို့ဖိအားပေးတာဗျာခင်ဗျားနာမည်ပါနေပြီခင်ဗျားသားနာမည်ပါနေပြီဘာလို့မှလဲဟာဆိုတော့ဟိုကတော့ချက်ချင်းကြီးရတာပေါ့ဗျာပတ်စံလည်းပေးရသေးတယ်ဗျာနော်တောင်းတော့မှန်တယ်ပေါ့နော်အဲ့ဒီမှာသူတို့ကဒီမှာလူစုထားပြီးသားဗျာနော်ပေါ်တာဆွဲထားပြီးသား
နော်အမျိုးမျိုးအဖုံဖုံစစ်မှုထမ်းမှာစင်းထဲမှာပါတယ်ဆိုတဲ့ပုံစံမျိုးမဲဖောက်တဲ့ထဲမှာပုံစံအမျိုးမျိုးနဲ့ပေါ့ဗျာအဲ့လိုမျိုးကျွန်တော်တို့လူငယ်တွေကိုတစားကံပြန်မေးဆွဲတာအဲ့ဒါနဲ့သူအလဲထက်လုပ်တာဆိုတော့အဲ့လိုမျိုးစစ်မှုထမ်းကြီးတောင်းပြီးတော့တဲ့ဘိုက်ဝနေတဲ့ကောင်တွေကိုတဲ့နော်တည်င်းနေပြည်သူလူထုအနေနဲ့တည်င်းနေပေးပါပေါ့ဗျာမြို့ပြပျောက်ကြားတွေရှိကိုသတင်းပို့ပေးပါပြည်သူတွေကဖော်ထုတ်တိုင်ကြားပေးပါတဲ့ဖော်ထုတ်ပြီးတော့သတင်းပို့ပေးပါပြည်သူတွေပါဝင်မှကျွန်တော်တို့ပို့တိုးပြီးတော့လှုပ်ရှားနိုင်မှာဖြစ်တယ်ဆိုပြီးတော့ခုနမြို့ပြပျောက်ကြားရဲဘော်တူကသူကဆက်ပြောတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဘာလေးတစ်ခုထပ်ပြောခြင်းလဲဆိုတော့အဲ့ဒါတော်တော်အရေးကြီးပါတယ်ဆိုတော့အဲ့ဒီရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်ပေါ့နော်သူတို့ကနေတဲ့လင်မယားနှစ်ယောက်နေတဲ့နေရာပေါ့နော်တောင်ညွန့်ကြီးရက်ွက်နာမည်တောင်ညွန့်ကြီးရက်ွက်နော်ဒီလိုမျိုး operation တွေဒီလိုမျိုး mission တွေလုပ်တယ်ဆိုတာကနော်အချက်လက်ခိုင်မာနဲ့ဘယ်မှာနေတာလဲဘယ်လမ်းမှာနေတာလဲဘယ်ရက်ွက်မှာနေတာလဲသူတို့ရဲ့အဝင်ထွက်အခင်းကျင်းနေတာဘယ်လိုလဲသူတို့ဘယ်ချိန်မှာဒီအပြင်ထွက်တတ်တယ်လဲပေါ့နော်ဘယ်ချိန်မှာကားဝင်တယ်ဘယ်ချိန်မှာကားထွက်တယ်အဲ့ဒါလေရှင်းပြောရင်နေချင်းညာချင်းလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးဗျတေးချာကိုစနစ်တကျစောင့်ကြည့်ပြီးမှလောက်ရတဲ့ mission ဖြစ်တယ်ပေါ့နော် operation ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ရန်ကုန်တိုင်းမလာတောင်ညွန့်မြို့နယ်တောင်ညွန့်ကြီးရက်ွယ်109လမ်းမှာရှိတယ်တဲ့နော်စစ်ကော်မရှင်ပေါ့ဗျာနော်လေတပ်ဦးစီးအရာရှိပေါ့ဗျာစစ်ရာဇဝတ်ကောင်ပေါ့ဗျာနော်ဒီဒုတိယရန်ပေါ့ဗျာနော် GS ကို2ပေါ့နော်နောက်တစ်ခုကဒီစိုးသူအဝင်ခုနလေကိုပိုင်အမှတ်ပေါ့နော်3-3ပေါ့နော်သူနဲ့စတီးပေါ့ဗျာမိုးဦးပေါ့နော်သူတို့နေအိမ်ကိုဩဂတ်စ်လ20ရက်နေ့နော်6နာရီခန့်ပါဆယ်ပုံးနဲ့ပောက်ကွဲမှုနော်ဒါဆောင်ရွက်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာဘာထပ်ပြောလဲဆိုတော့သူတို့ရဲ့ဒီနေအိမ်တွေပေါ့နော်သူတို့ရဲ့နေအိမ်တွေကကျွန်တော်တို့ကတေးချာသတင်းရမှာကျွန်တော်တို့ကအလုံးလုံးရတဲ့ကိစ္စတွေပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီတိုက်ခိုက်ရေးအဖွဲ့တွေအနေနဲ့ဒီစိုးသူရဝင်းဟာမက်ဒီလာလေတဲ့စကန်ဌာနချုပ်မှာတာဝန်ထမ်းဆောင်တဲ့အခုလောလောဆယ်သူကအင်စားဝင်ဗျနော်သူကလောလောဆယ်တာဝန်ထမ်းဆောင်နေတဲ့လူနော်စစ်ဗျူဟာပေါ့ကျွန်တော်ရှေ့မှာတင်ပြသလိုပေါ့နော်စီမံခန့်ခွဲမှုနဲ့အမိန့်ပေးညွှန်ကြားမှုများလက်တွေ့အကောင့်တွေပေါ်ဆောင်ရွက်နေတဲ့သူတူဖြစ်တယ်ကျွန်တော်ပို့ပြီးတော့ခိုင်မာဖြစ်အောင်ကျွန်တော်ထပ်ပြီးတော့ပြောခြင်းဖြစ်တယ်အဲ့တော့သူတို့မိသားစုဟာတဲ့စစ်အာဏာသိမ်းပြီးတော့ပေါ့ဗျာနော်စစ်အာဏာသိမ်းပြီးစားကတဲ့နော်ပါဝင်းကျင်ရဲ့သတင်းပေးမှုတွေကြောင့်သူတို့ကရှင်းပြောရင်ခဏတာပျောက်ကွယ်သွားတယ်တဲ့နော်သူကရှင်းပြောရင်ရှောင်တိန်သွားတယ်ပေါ့ဗျာသူတို့အနေရရှိတယ်ပေါ့ဗျာအဲ့လိုမျိုးရှောင်တိန်ပြီးသွားတော့မှအခုကတော့သူတို့လွတ်ပြီးကျွတ်ပြီးပေါ့ဗျာနော်အခြေအနေတွေကောင်းပြီလုံခြုံစိတ်ချပါပြီဆိုတော့နော်ဒါသူတို့အတွေးခေါ်အယူဆနဲ့ဒါသူတို့ကခဏတာပျောက်ကွယ်သွားပြီမဲ့လွန်ခဲ့တဲ့တစ်နှစ်ခန့်ကစလို့အဆိုပါနေအိမ်မှာပြန်လဲနေထိုင်နေကြတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကလည်းကျွန်တော်သိရတယ်ဗျလွန်ခဲ့တဲ့တစ်နှစ်ထဲကနော်ဒါလာနေပြီဆိုရင် operation တခု mission တခုကဘလောက်အချိန်ယူရလဲဆိုတာဒါကျွန်တော်တို့ကဘလောက်ပြသတင်းရပေါ့ဗျာလုံမဲ့နေမှာရှင်းပြောရင်အစအသာရအဆင်ပြေချုံးဝဲဖို့တော့လိုတယ်ဗျနောက်တစ်ခုကဒီပါဆယ်ဘုံနဲ့ပတ်သက်လို့ပေါ့နော်ဒီပါဆယ်ဘုံနဲ့ပတ်သက်လို့ဟာဘလောက်တောင်အရေးကြီးသလဲဆိုရင်တေးချာစနစ်တကျကိုနော်ဒါသူတို့ကဒါဆောင်ရွက်ခဲ့တယ်ဆိုတော့ပုံစံမျိုးတွေပြောလာတယ်ပေါ့နော်စက်တင်ဘာ21ရက်နေ့မှာတဲ့စကိုင်းတိုင်းမြောင်မြို့နယ်မှာရှိတဲ့ဘုံကြီးကျောင်းကိုဘုံကျဲတိုက်ခိုက်တဲ့အပေါ်မှာလက်တုံပြန်ခြင်းဖြစ်တယ်ဆိုပြီးတော့နော်မြို့ပြပျောက်ကြားရဲဘော်တူကပြောတယ်ဗျာအဲ့ဒီမှာတော့မြောင်မှာတော့ထုံးစံတိုင်းပဲပေါ့ဗျာနော်သတင်းတွေမှာလည်းအားလုံးပါပြီးသားပါဘုံကြီးကျောင်းနော်တိုက်ခိုက်ခံရမှုပေါ့နော်တရားစခန်းဝင်နေတဲ့တက်ကြီးပိုင်းတွေကိုနော်ဒီပွဲနဲ့နေရာတွေမှာပဲပွဲကျင်းသွားတာ73ယောက်နောက်တော့တေတာ1ယောက်ဆိုအားလုံးပေါင်း14ယောက်ဒဏ်ရာရတဲ့လူကပြင်းထန်အယောက်20ကျော်ရှိတယ်ပေါ့နော်အဲ့ဒါအနေနဲ့ပတ်သက်လို့ဒီမြို့ပြပျောက်ကြားတော့ဘလို့မှလက်ခံနိုင်စရာအကြောင်းမရှိပေါ့နော်ပြီးတဲ့အခါကျတော့ငပလီမှာပေါ့နော်ကျေးရတို့ဘုံကိုယာနဲ့ချီပြီးကျဲတယ်ပေါ့နော်အဲ့ဒါအနေနဲ့ပတ်သက်လို့ကလည်းဒီမြို့ပြပျောက်ကြားကပြတ်သားဟုတ်ပြီနော်ရဲကလက်တုံမြန်ကြီးဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေသူပြောလာတယ်နောက်တစ်ခုကဗျာစဉ်းစားကြည့်ပါဒီဖက်စစ်စစ်တပ်ကငပလီမျိုးတနာရီအတွင်းမှာဘုံအလုံး100ကျော်နော်တနာရီအတွင်းမှာဘုံလုံး100ကျော်ကျဲတာဗျာအဲ့ဒါကကျွန်တော်တို့ပြောတာမဟုတ်အေးရပြောတာနော်ရှင်းပြောရင်အာရခတ်တပ်တော်အေးရပြောတာဒါကြောင့်ရခိုင်ပြည်နယ်ထဲမှာတဲ့အာရခတ်တပ်တော်အေးသိမ်းထားတဲ့တန်တွဲမြို့နယ်ရှင်းပြောရင်ငပလီမြို့ကိုဖက်စစ်စစ်တပ်ကနေပြီးတော့တိုက်ခိုက်ရေးလေရင်အများစုပါတဲ့လေရင်10စင်းနဲ့နော်စဉ်းစားပါဗျာလေရင်10စင်းနဲ့နော်ဘုံလုံးကြီး100ကိုကျဲချတာဗျာနော်
တိတရားကိုချဲကြတာစဉ်းစားကြည့်ပါဗျာနော်နောက်တစ်ခုကဒီဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုတဲ့ဩဂဲလာ21ရက်နေ့မနေ့2နာရီကနေပြီးတော့3နာရီကျော်တိနော်အဲ့ဒီအချိန်တနာရီကျော်တွင်းမှာတဲ့နော်ဘုံတွေကျဲကြခဲ့တယ်ဆိုတာလေဒါအေကနေထုတ်ပြန်ခဲ့တယ်ပေါ့နော်မြည်တော့ပင်ဆိုစေကမူခုနကျွန်တော်ပြန်ပြောင်းပြောပါမယ်ဒီနျူတန်ရဲ့နေရာမှာပေါ့ဗျာနော်ယူပဗေဒကျွန်တော်တို့ theory ပေါ့နော်တက်ရောက်မှုတိုင်းမှာဓာမြန်တက်ရောက်မှုရှိတယ်ဆိုတာတော့ဒီဖက်စစ်စစ်တပ်ကနော်ကုန်းခွေးလေခွေးရေခွေးသဘောပေါက်နားလည်ဖို့တော့လိုတယ်ဗျဘာကြောင့်လဲဆိုတော့အခုလိုမျိုးပေါ့ဗျာနော်အခုလိုမျိုးနော်အကြမ်းဖက်လေတက်ရာဇဝတ်ကောင်တွေကိုကျွန်တော်တို့ကနီလန်းမျိုးစုံနဲ့တော့ကျွန်တော်တို့ကရှင်းပြောရင်တိုက်ခိုက်ချေမှုမှုတော့လိုတယ်ဗျနော်ဒီကောင်တွေကိုရှင်ခံခွင့်ကျွန်တော်တို့ပေးလို့မရဘူးဗျဘာကြောင့်လဲဆိုတော့သူတို့တက်ရှိထင်ရှားရှိနေသမျှကာလပတ်လုံးပြည်သူလူထုပေါ်မှာတော့မှအစင်အမြဲပေါ့ဗျာရန်သူပြည်သားနေတယ်ဗျာရန်ငါစီးပြတ်နေတယ်ဗျာနော်ကျွန်တော်တို့မှာလေရင်ပြည့်လက်နက်ကမရှိဘူးဗျနော်မရှိတဲ့အခါကျအဲ့ဒီပုံမှာလေပေါ်ကနေထင်တိုင်းချင်းနေပြီးတော့သူတို့လေရင်နေမပြတ်ကြရေးအတွက်မထိခိုက်ရေးအတွက်သူကဘုန်းကြီးတွေကိုပြင်ပြီးတော့ပေါ့ဗျာတကယ်ကြတော့ဗျာနော်မဘတ်အတွေးကိုရှိတဲ့ဘုန်းကြီးတွေပေါ့ဗျာတရားလားမတရားလားဒါကိုချိန်ရမှာလေနော်သီလသမารိပညာရှိတဲ့ဘုန်းကြီးကတော့ဘယ်လာမလဲဗျာဒီလေရင်ကြီးကိုဗျာတခါတော့ပရိတ်ရည်တွေပက်ဖြန်းတယ်ပေါ့ဗျာပြီးတော့အင်္ဂွက်တွေနဲ့ပေါ့ဗျာခလက်လက်ဖွဲ့ပေါ့ဗျာအဲ့ဒါတွေနဲ့သူတို့ကလေရင်မထိခိုက်စေရေးပြည်သူကဗျာတောက်လဲသိပါစေပေါ့ဗျာစဉ်းစားကြည့်တော့လေရင်မောင်းပြီးတော့ဒီလေဓာတ်အရာရှိလေရင်မူးကနော်ဘုံတွေကျင်းနေတာဗျာစဉ်းစားကြည့်ဗျာနော်ကျင်းနေတဲ့လူတွေကနောက်ဆုံးမြတလိုက်ဆံအပေါ်မှာကျင်းရင်တော့ကျွန်တော်လက်ခံလို့မရဘူးဗျာနော်နောက်တစ်ခုကမရွှေမပြောင်းနိုင်တဲ့နေအိမ်တွေကျဲလဲကျွန်တော်လက်ခံနိုင်စရာအကြောင်းမရှိဘူးအခုပြည်သူလူထုအပေါ်မှာကျဲတာအပြစ်မဲ့ပြည်သူတိုက်ပွဲမရှိတဲ့နေရာမှာကျဲတာဘယ်လုံးမှကျွန်တော်တို့လက်ခံလို့မရဘူးအဲ့ဒီအတွက်ကြောင့်မလို့ပြတ်သားတော့ဒီစစ်အနိုင်တိုက်ဖို့တော့လိုတယ်စစ်အနိုင်တိုက်တဲ့အခါမှာတော့ကျွန်တော်တို့နီးနာတွေပေါ့ဗျာနီးလားနေရတော့အခုလိုမျိုးပါဆယ်ဘုံတွေပို့ပြီးတော့ဒါကျွန်တော်တို့ဒီတိုက်ခိုက်တဲ့နီးတွေလည်းကျွန်တော်တို့မသုံးဖို့တော့လိုတယ်အဲ့ဒါပြည်သူလူထုတရလုံးအနေနဲ့ကိုယ်ပါဝင်ခြင်းမှာမတင်ငါဖွယ်ရာပေါ့ဗျာနော်ဒီဖက်စစ်တပ်ဖက်စစ်တပ်ဘက်ကနေပုံခွေပဲဖြစ်ဖြစ်ရေခွေပဲဖြစ်ဖြစ်လေခွေပဲဖြစ်ဖြစ်ပေါ့ဗျာကိုယ်ပါဝင်ခြင်းမှာရှိရင်တိုးသိတက်ရနဲ့ခုနလိုမျိုးပေါ့ဗျာနော်မြို့ပြပျောက်ကြားတပ်ဖွဲ့တွေထံကိုစီကိုတရင်တွေပို့ပေးဖို့လေကျွန်တော်ဒီနေရာနေပြီးတော့ထပ်မှန်ပြီးတော့ပန်ကြားခြင်းပါတယ်နှိုးဆော်ခြင်းပါတယ်ကျွန်တော်တို့ပြည်သူတွေနော်ဒီစစ်အာဏာရှင်စနစ်အောက်ကနေပြီးတော့စစ်ကြုံဘဝကနေပြီးတော့စစ်ဗဒအောက်ကနေပြီးတော့လွတ်လပ်အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ကျွန်တော်တို့ရဲ့လူဦးတော်လှန်ရေးအမြန်ဆုံးကျွန်တော်တို့အောင်မြင်နိုင်ရေးအတွက် NUG အနေနဲ့လေနော် NUG အခုက9နှစ်ပြည့်ပြီ6နှစ်တည်းရောက်နေပြီဒီဘုံရန်သူကိုပြတ်သားအခုလိုမျိုးအခြေအနေမှာသူတို့အရေးမလားတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ရှိနေတယ်တွေ့နေတယ်သူတို့လည်းရှင်းပြောရင်တိုက်တိုင်းနိုင်တာတော့မဟုတ်ဘူးဗျနော်တိုက်တိုင်းနိုင်နေတာမဟုတ်ဘူးဗျသူတို့ကတော့တိုက်တိုင်းရှုံးနေတာဒါကြောင့်ကျွန်တော်တို့တော်လိုင်းရေးအင်အားစုတွေပေါ့ဗျာ MUG MOD အပါဝင်ပေါ့နော်တိုက်ရင်နိုင်မယ်တိုက်ရင်နိုင်တယ်ဆိုတာ10-29စစ်စင်ရေးကကျွန်တော်တို့ကိုတက်တည်ပြနေတယ်အဲ့ဒီအတွက်ကြောင့်မလို့သူတို့မှာစိတ်တက်ရေးရနဲ့ပတ်သက်လို့ဗျာအလွန်တရာမှကြာဆင်းနေတဲ့အချိန်နော်နောက်တစ်ခုကဒီပစတွေရှိနေလို့စစ်မှုထမ်းဥပဒေကြောင့်မလို့သူတို့ကဒီပြုံးတီးသွားတယ်နော်စစ်သားပေါ့ဗျာဒီအရင်မြစ်တွေသူတို့ပြန်ရနေတာပေါ့သို့တော်ညာလဲတကယ်ကြတော့သူတို့ကအလုံးမတူဘူးလေဗျာဆန္ဒမရှိဘဲနဲ့ပြန်မင်းဆွဲပြီးတော့အတင်းအဓမ္မဖမ်းပြီးတော့သူကစစ်သားစုဆောင်းတာလေအဲ့ဒီအတွက်ကြောင့်မလို့အခုလိုအခြေအနေမျိုးမှာဘုံရန်သူရဲ့အခက်ဗျာကျွန်တော်ဒေါ်လာရေးအင်အားစုအားလုံးရဲ့အချက်ဖြစ်နေတဲ့အချိန်မှာပြတ်သားကျွန်တော်တို့ကအောင်ဝဲခံမှုတော့လူတယ်ဗျာဒါကြောင့်စစ်အနိုင်တိုက်ရေးတွေဗျူဟာမြောက်မဟာမိတ်တပ်ပေါင်းစုကိုလည်းအများဆုံးကျွန်တော်တို့ကခိုင်မှန်တိဆောက်နိုင်မှုလိုတယ်ဆိုတဲ့သတင်းစာအပိုင်းနဲ့ကျွန်တော်ရဲ့ဒီနေ့နိုင်ငံရေးသုံးသပ်ချက်အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်ပြစေအားလုံးကိုကျေးဇူးတင်ပါတယ်ရွှေလန်းချမ်းမြေ့ကြပါစေ